အားလုံးပဲမင်္ဂလာပါအင်နာဘလော့နဲ့ပြန်လဲကြိုဆိုပါရစေဒီကျွန်တော်ရဲ့ page လေးမှာ post မတင်တာတော့တော်တော်ကြာသွားပြီဒါပေမဲ့ဒီခါမှာတော့ဒီအရင်ဗီဒီယိုတွေနဲ့မတူတဲ့အစားအသောက်အကျဉ်းချုပ်နေနဲ့မိဖို့ချောင်းထွက်ဆွန့်ပစ်အမိုက်တွေကိုဘယ်လိုမျိုးအကျိုးရှိရှိပြန်ပြီးတော့အသုံးချမလဲဆိုတာလည်းပတ်သက်ပြီးတော့ share လုပ်ပေးချင်ပါတယ်ဆိုတော့စိတ်ဝင်စားတဲ့ဆက်လောက်ကြည့်ပြပါဒီအစားတောက်အချင်းအကျန်ကတော့လူတိုင်းကြုံတွေ့နေရတဲ့ပြဿနာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီဘယ်လိုမျိုးစီမံရမလဲဆိုတာတော့မသိကြဘူးပေါ့နော်။ဒီကျွန်တော်တို့ရွာဘက်တွေမှာဆိုရင်တော့ဒီကိုစားတောက်ပြီးသားအချင်းအကျန်တွေကိုဝက်တွေနွားတွေပြန်ပြီးကျွေးကြတယ်ပေါ့နော်။ဒါပေမဲ့ဒီမန္တလေးလိုမျိုးမြို့ပြကြီးမှာကြတော့နေရာထိုင်ခင်းကကျင်းတာဖြစ်တဲ့အတွက်အဲ့လိုမျိုးဝက်တွေနွားတွေမွေးလို့ကြတော့အဆင်မပြေဘူးပေါ့နော်။ဆိုတော့သူတို့ကဒီကိုစားတောက်ပြီးသားအချင်းအကျန်တွေကိုတင့်တယ်လိုမျိုးပဲပြစ်လိုက်ကြတယ်။အဲ့ခါမှာဆိုရင်ဒီရလက်အနေနဲ့ကဒီချင်းတွေရှင်တွေတို့ကိုပြစ်လိုက်တဲ့နေရာမှာဒီညဉ့်ညမ်းတာတွေဖြစ်လာရပေါ့နော်ဆိုတော့ဒီလိုမျိုးစိုးကျိုးတွေကနေပြီးတော့ကာကွယ်ဖို့လို့အဲ့ကိုယ့်အတွက်လည်းအကျိုးရှိရယ်ပြီးတော့လိုရတာလည်းလွယ်ကူတဲ့ဒီလိုင်းတစ်ခုတွေ့ထားပါတယ်အဲ့ဒါကတော့ဒီအစားအသောက်အကျဉ်းချန်နေနဲ့မိဖို့ကြောင့်အတွက်စွန့်ပစ်ပစ္စည်းတွေကနေပြီးတော့တဘာဝမြေဩဇာလောက်တာပဲဖြစ်ပါတယ်ဘာဝမြေဩဇာဆိုတာတော့ဓာတုကိစ္စတဲ့တဘာဝစွန့်ပစ်ပစ္စည်းတွေရရှိလာတဲ့မြေဩဇာပဲဖြစ်ပါတယ်ဒီတဘာဝမြေဩဇာရရှိအောင်ပြုလုပ်လို့ရတဲ့ဒီလန်တွေကတော့အများကြီးပေါ့နော်ဒါပေမဲ့ဒီကျွန်တော်တို့လက်ရှိဖောင်တော်ဦးကျောင်းမှာအသုံးပြုနေတဲ့ဒီလန်လေးကိုပြပြပြပါမယ်ရှင်တော့ဒီတနည်းအားဖြင့်သူ့ကိုဘူကာရှိမြေဩဇာလို့လည်းခေါ်ရပေါ့နော်ဒီဘူကာရှိမြေဩဇာဘယ်ကနေရလဲဆိုရင်ဆန္ဒကျွန်တော်ပြောသွားတဲ့အတိုင်းပဲဒီကျွန်တော်တို့နေစဉ်ဆွန့်ပစ်နေတဲ့အစားအသောက်အကျဉ်းအကျဉ်းအနေနဲ့မိဖို့ကြောင့်တော့ဆွန့်ပစ်ပစ္စည်းတွေကနေပြောရရှိရပဲဖြစ်ပါတယ်ဘူကာရှိမြေဩဇာလုပ်ဖို့ကတော့ရိုးရှင်းပါတယ်ဒါပေမဲ့အဓိကအားဖြင့်လိုအပ်တဲ့ဟာတွေကတော့ဒီအစားအသောက်အကျဉ်းကျန်တွေလေးလုံးပုံဘူကာရှိ brand မုတ်ရပါလက်အိတ်အရေးစုပ်ယူနိုင်တဲ့ပစ္စည်းဥပမာစပခွန်အုံးခွန်လွှစာမုံတွေလိုအပ်တယ်ပေါ့နော်ဒီလုံနည်းလေးကတော့ပထမဦးစွာစားကျွေးစားကြမှာပါတဲ့အရည်တွေကိုစုပ်ယူနိုင်ဖို့လို့အတွက်လေးလုံးပုံထဲမှာလွှစာမုံဒါမှမဟုတ်လို့ရှိရင်စပခွန်ကိုထည့်ပေးရပါမယ်ကျွန်တော်ကတော့ဒီလွှစာမုံတွေစပခွန်တွေမရှိဘူးဖြစ်တဲ့အတွက်ဒီဂတ်ထုဆက်ကိုပဲသုံးလိုက်တယ်ပေါ့နော်ဒုတိယအနေနဲ့ကတော့ဒီအစားအသောက်အကျဉ်းအကျန်1 kg ထည့်ပြီးအဲ့အပေါ်မှာဘူကာရှိဘရာမုံထမင်းစားစွန်းနှစ်စွန်းကိုအနံ့ထည့်ပေးရမှာဖြစ်ပါတယ်ဒီထည့်တဲ့နေရာမှာဆိုရင်အရေးကြီးတာတစ်ချက်ဒီသတိပြုစရာတစ်ချက်ကတော့ဒီဆွေးမြေ့ဖို့ခက်ခဲတဲ့အရာတွေဥပမာပလတ်စတစ်အမျိုးမျိုးရာဘာနဲ့ပြုလုပ်ထားတဲ့ပစ္စည်းတွေပြီးရင်အဝိစာတွေပြီးရင်တန်းထည့်ကြည့်တဲ့တွေပြီးရင်မန်နဲ့ပြုလုပ်ထားတဲ့ပစ္စည်းတွေအသားစိမ်ငါးစိမ်နဲ့အယိုးတွေကိုမထည့်မိဖို့ရှောင်ကျဉ်ရမယ်ပေါ့နော်အဲ့ဒါတော့လုံးဝအရေးကြီးတဲ့အချက်ပါပြီးလို့ရှိရင်အဲ့လိုမျိုးနီးနဲ့ပုံပြည့်တဲ့အထီဒီဖြည့်ပြီးတော့အဖုံးလေးလောက်သေချာဖုံးထားရမှာပဲဖြစ်ပါတယ်ဒီဘူကာရှိမျောစာရရှိဖို့လို့အတွက်2လအနည်းဆုံး2လကြာအောင်ထားမှာပေါ့နော်2လပြည့်သွားပြီဆိုလို့ရှိရင်တော့မျောစာစတင်ထုတ်ယူသုံးဆက်လိုက်ရပါပြီတင်ရရသွေးကောင်းမှုပြီးတော့တဘာဝမျိုးစားစစ်စစ်ကိုဝယ်ဖို့လိုက်ရှာနေရဆိုရင်ဒီကျွန်တော်တို့ဖောင်တော်အကြောင်းမှာဖွင့်ထားတဲ့ဒီပန်းဆိုင်လိုလာရအားပေးနိုင်ပါတယ်ရှင်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်အားလုံးတတ